အယောင်လာလာလေးကိုလုံးပြမှာဖြစ်ပါတယ်။ Okay အယောင်ဆုံးတော့အဲ့ဒီရုံနဲ့တော့အားလုံးမသိကြမှာပါ။နေကြဝိုင်းအင်ဂျင်နဲ့တို့တမီဝတ်ဆောင်ပါနော်။ Okay ဒီကြဝိုင်းရောက်ဆိုတဲ့ဝိုင်းကိုနေပါ။ဝိုင်းရနေပြီးတော့သူ့ကိုလည်းတွေ့ရမှာပါ။ဒါတွေ့ပြီးသားရင်တော့ဒီနေ့လိုက်လောက်ကြည့်ပါတော့တကယ်ကိုရပါတယ်။စစ်ပါတကယ်ကိုရပါတယ်။ AI မဟုတ်ပါဘူး။ဆိုရင်AI ပြောင်းပြီးသားရင်နော်ဒီလိုဖြစ်တယ်ပြီးကြရင်ဟေးဒီလိုလားဝိတ်ပြီးတော့ဒီထဲကနေအယောင်နဲ့လုံးဝပြောင်းလို့မရပါဘူးရှင်းပြကြရင်เนาะဒီလိုစပင်ပုံစံကနေအချောင်းဒီလိုပြန်ပေါ့နော်ဝိုင်းလို့ပြန်ပြန်ပြန်ဖွင့်သွားရင်တကယ်ကိုလိုက်လို့ကြည့်ကြပါဦးနော်စပင်းအရှိလဲဆိုတော့လေးလောက်ကြနော်စပင်း
လိုစပင်းဖြစ်လာလောကကျန်တာလေးဒီတော့စုတကယ်ရှိဖြစ်မဲ့ပြောင်းတဲ့စပင်းလေးနဲ့လုံးလို့ရတဲ့စပင်းလုံးလို့ရတယ်လုံးလို့ဒီစပင်းကတော့ရမ်းရမ်းသိဘူးလေဒီစပင်းမရရတဲ့စပင်းကိုပြောပြမယ်ရတဲ့စပင်းကဆိုတော့ဒီစပင်းလေးပေါ့နော်နောက်ဗီဒီယိုတွေမှာလည်းပြန်လုပ်ပေးမယ်ပေါ့နော်အခုစုဟိုသပင်းလေးကိုတော့လုပ်ပြထားပါတယ်ပြန်ပြီးလေးလာကြည့်မယ်ပေါ့နော်စုမေ့သွားလို့ပါလေးလာပြီးကြမယ်ပြန်လုပ်ပေးပါမယ် Bye ဒီဗီဒီယိုလေးကို